ရတနာသိန်းကရွှေဘိုနှမ်းမြို့တော်တက်တက်အနီးညနေဆောင်အချိန်၌အောင်တင်နှင့်မိမိတ်တို့ခြေဟန်လက်ဟန်ပြင်စကားပြောနေကြသည်တအောင်ကြသောအနောက်ယုံသွေးတောက်ကြီးဓာထမ်းလျက်ကင်းမူတန်းလေးဦးလှန်ကင်လျက်ရောက်လာကြသည်ဟဲ့ဦးမကြီးတန်းဘသူတွေတော့ဟာမိမတယောက်နဲ့ယောက်ျားတယောက်ပါလားကြည်စမ်းစောစောကားကားလာမင်းတို့သုံးကဒီဘက်ကလိုက်ပန်းမင်းကဟိုဘက်ကလိုက်ဖမ်းစမ်းကြည်စမ်းလက်စတတော်မိမိတ်ပါလားမိုက်ပါပြီးမိမိတ်ရဲ့နန်းတော်ကြီးကအပြူတော်လဲဆိုရဲ့နန်းတွင်စီကံကိုနင်ဖောက်ရသလားနင်တဲမိုက်ပါလားကြောက်ပါပြီတွေးတောင်မင်းရဲ့အသက်ချမ်းသာပေးတော်မူပါတွေးတောင်မင်းရဲ့ကြောက်လှပါပြီတော့တွေးတောင်မင်းရဲ့တဲကြောက်ပါပြီပြောနေဘယ်ပြီးမှလဲနင်းနဲ့စကားပြောတဲ့ကောင်ဟာဘာတူလဲပြောအခုချက်ချင်းပြောကြောက်ပါပြီတွေးတောင်မင်းရဲ့ဘာကြောက်ပါပြီလဲနင်းနဲ့စကားပြောတဲ့ကောင်ဟာဘာတူလဲမှန်မှန်ပြောမပြောရင်နင်းလည်းပင်ကိုဟော်ရီတာနဲ့ကလိလိုက်မယ်ပြောပါမယ်တော့ပြောအခုပြောကဲဟဲအမလီအောင်တင်မှာတော့အောင်တင်မှာတွေးတောင်မင်းရဲ့အောင်တင်ဘယ်ကအောင်တင်လဲအမြင်မင်းသားအိမ်တော်ကလူပြတော်သားအောင်တင်လားဟုတ်ပါရဲ့တော့ကဲကောင်းကြရောပေါ့ကွာအောင်တင်ဆိုတဲ့ကောင်ဟာအမြင်မင်းသားအိမ်တော်ကလူပြတော်သားလဲဆိုရဲ့နန်းတွင်စီကံကိုဖောက်ရသလားနင်တို့အမှုဟာအမိုက်ကစာပြတ်မီးလောင်တော့မှာပဲအောင်တင်ကိုဖမ်းမိရင်တော်ရဲ့မမိရင်လူရောသားတွေကိုကိုကဲဆုံးမနေတဲ့အကြီးတော်မဲ့လက်ဝဲတုံတရာအမတ်ဟာဒုက္ခတွေးတော့မှာပဲဟေးကြီးညိုမိမိတ်ကိုအနောက်ရုံးအချုပ်ခန်းကိုခေါ်သွားငါလည်းအနောက်ဝင်စီကိုကိုယ်တိုင်သွားပြောမယ်